ဟိုတနေ့ကကျွန်တော်မန္တလေးရောက်သွားတယ်မန္တလေးရောက်သွားတော့ကျွန်တော်လက်ဟန်စီဝင်သွားတာပေါ့လက်ဟန်စီဝင်သွားတော့လက်ဟန်မျက်နှာမြင်လိုက်တာနဲ့ဘဲတော့မျက်နှာကိုတန့်ပြီးမြင်တာဒီကောင်ဘဲတော့ကြီးများဘာလုပ်နေလဲမသိဘူးလို့ကျွန်တော်ကမေးတော့လှဟန်ကဘဲတော့စီကိုဖုန်းကောက်ဆက်တာအဲ့မြဘဲတော့ကအကြောင်းပြန်တယ်ကိုကြီးဟန်ကျွန်တော်မန်နော်ဟယ်ဒီလမ်းမှာစိုက်ဖို့ဘက်မှာရောက်နေတယ်ကျွန်တော်မအားဘူးလို့ပြောတယ်မအားဘူးလို့ပြောတော့ကျွန်တော်ပြောတာပေါ့ဘဲတော့ကြီးကပွဲတွေရတယ်ကွာနော်လို့ပြောတော့ဆရာတို့ကလည်းတဲ့ပွဲတွေရတာတော့မပြောနဲ့တဲ့ဒီကောင်ချီထိုးပြီးတော့ပြန်လက်ခံနေလားမသိဘူးလို့လှဟန်ပြောတာရဲ့ဒါကြောင့်လည်းတူရဲကွာလို့လှဟန်ရလို့သူ့လက်မှာမင်းဓာရီအများကြီးပဲမင်းငါအထင်တော့ဥဖိုးချမ်းနေထင်တာပဲလို့ကျွန်တော်ကပြောတာကျွန်တော်ကဥဖိုးချမ်းလို့ပြောတာလှဟန်ကအတုတွေဒါလှဟန်ပြောတယ်စကားနောက်လှဟန်ကပြောသေးတယ်ဆရာတို့ဟိုတနေ့ကဘဲတော့လာတယ်တဲ့စပြစီပလင်းထောင်ထားတာကိုပဲစီမှတ်ပြီးတောင်းတာတဲ့ဒီကောင်အဲ့လောက်ထိလိုချင်မျက်စိရှိတာတဲ့ဘဲတော့ငါတို့ပြောပြမယ်ငါတို့နှစ်ယောက်ကအတင်းပြောတာမဟုတ်ဘူးလေမင်းမရှိလို့ပြောတာဒါအတင်းပြောတာမှမဟုတ်တာမင်းစဉ်းစားကြည့်ပေါ့လှဟန်မင်းကလည်းအေးမီးစားတစ်ဖက်နော်မင်းเจ้าလည်းငါသိတယ်မင်းပြောတာငါသတင်းကြားတယ်နော်မင်းပြောတာလေဗါတဲ့ဆရာတို့ကင်လာတဲ့ဖုန်းကအိမ်ဖုန်းအစ်မဟုတ်ဘူးတဲ့တရုတ်ဖုန်းကြီးတယ်မင်းဘယ်တော့ပြောတာငါကြားတယ်ငါသိတယ်ဟဲ့ကောင်လှဟန်ငါကင်တဲ့ဖုန်းကတရုတ်ဖုန်းမဟုတ်ဘူးကွာMade in China ကွာတေချာမှတ်တာနော်တရုတ်ဖုန်းဘယ်တော့မှမကင်ဘူး Made in China ပဲကင်တာမင်းမှတ်တာနောက်တော့မင်းပြောသေးတယ်ဒီကားတော်မှာငါးစီလာတာလားမသိဘူးတဲ့သူကားမဟုတ်တော့ဘူးတဲ့မင်းကားကိုပြောတာဟေ့ငါသူများကားငါးစီရမလားကွာငါတငယ်ချင်းကနေပြီးတော့သွားစီရရှိရင်ကားယူသွားဆိုပြီးတော့ငါ့ကိုပေးလိုက်လို့ငါယူစီလာတာငါးစီတာမဟုတ်ဘူးမင်းတို့ကွာတော်ခွာကြတယ်ကွာမင်းငါအကြောင်းပြောခြင်းငါအတင်းပြောရင်လည်းပြည့်စုံကိုပြောကြလက်ဟန်မင်းမကောင်းတာရှိသေးတယ်ငါပြန်ကန်ကြီးကြတော့လေမင်းမီးလေးကိုထိုင်ပြီးကြော်ခိုင်းတာလေဘဘကိုကြော်ပြီးဆိုကြတဲ့ကငါမုံဘိုးပေးရတော့မှငါအိတ်ကတဲ့ပါလာမှာပတ်စံ1000ပါတာဒါနဲ့ငါလည်းမနေတော့ဘူးပတ်စံ9000ကလေးကိုမုံဘိုးပေးလိုက်တယ်မင်းအကြံဖန်ထုတ်ပုံငါသိရနော်ကလေးမုံစားပါစီပေါ့ကလေး3ညံ3ပဲငါကလေးမုံဘိုးပေးတာလေသွားစူဘူးတဲ့သိထားဘဘအေးရပေါ်တင်ထားနေမင်းပြောတာလေလက်မင်းပြောတာမင်းမှတ်ပြီသေးလားအေးငါပြောပဲမင်းတို့နှစ်ယောက်စလုံးငါမကြခင်မန္တလေးလာမှာမန္တလေးလာရင်မင်းတို့နှစ်ယောက်စလုံးနဲ့ငါလည်းတွေ့မယ်လှဟန်မင်းကငါပြောမယ်မလက်စာမင်းအိမ်မှာငါထမင်းစားမယ်ငါကြိုက်တဲ့ဝတ်သားဟင်းနဲ့ချက်ကျွေးပါဘယ်တော့ညနေစားမင်းအိမ်မှာငါစားမယ်နော်ငါကြိုက်တဲ့အလူငါ6နဲ့ကောင်းချက်ကျွေးပါအေးနှစ်ယောက်စလုံးမကျွေးဘူးဆိုရင်တော့ဟဲကောင်နေမိုးမီးလောင်မိတာမှတ်ပေတော့နော်မင်းတို့ငါအကြောင်းကောင်းသိရနော်